Grade 12 Chemistry Chapter 1 Chemical Bonding and Intermolecular Forces Part 4 Electronegativity ဆိုတာဘာလဲဆိုရင်ဥပမာဟိုက်ဒရိုဂျင်နဲ့ကလိုရင်းပေါင်းစပ်မယ် ဟိုက်ဒရိုဂျင်က electron တစ်လုံးကလိုရင်းက electron တစ်လုံး share ထည့်မယ်အဲ့ဒီ share စုံကိုဟိုက်ဒရိုဂျင်ကလည်းဆွဲအားတစ်ခုနဲ့ဆွဲမယ်ကလိုရင်းတစ်ခုကလည်းဆွဲအားတစ်ခုနဲ့ဆွဲမယ်အဲ့ဒီဆွဲအားအတိုင်းအတာကို electronegativity လို့ပြောတယ် electronegativity is a measure of the ability of an atom atom တစ်ခုရဲ့စွမ်းရည်အတိုင်းအတာဘာလို့တဲ့စွမ်းရည်လဲ to attract the share electron to itself အခုဒီမှာဆိုရင် hydrogen ရဲ့ electronegativity 2.1 2.2 ပေါ့တို့ကတော့ကလိုရင်း 3.5 3.6 ပေါ့ဒါဆိုရင်ကလိုရင်းရဲ့ electronegativity ကများတဲ့အတွက်ဒီ electron ကိုကလိုရင်းကလှမ်းဆွဲတဲ့ဆွဲအားသည့်ပိုကောင်းမယ် the greater an element electronegativity ကလိုရင်းပေါ့ဥပမာ electronegativity တန်ဖိုးများခဲ့ရင် the stronger its attractive power to electron will be electron ကိုလှမ်းဆွဲတဲ့ဆွဲအားလည်းပိုဒါကတော့တချို့သော dressing တွေရဲ့ electronegativity တန်ဖိုးဖြစ်ပါတယ် ionization energy ionization energy ဆိုတာဘာလဲဆိုရင်ဥမာပြည့်ဆရာမတို့မှာ atom တစ်ခုရှိမယ် sodium ဆိုပါတော့ atomic number ဒီ11ဖြစ်တဲ့အတွက် electron ခွဲထုတ်ရင် 2.8.1 sodium atom ရဲ့ outer motion မှာ electron တစ်လုံးရှိတယ်အဲ့ဒီ electron တစ်လုံးကို no stable ဖြစ်နေတဲ့အတွက်တခြားသူကိုပေးခြင်းတယ်ပေးဖို့ဆိုရင်ဟောဒီ nucleus ရဲ့ဆွဲအားကိုစန့်ကျင်ပြီးထုတ်ရမှာဖြစ်တဲ့အတွက်ဘာလိုအပ်တယ်လဲဆိုရင် energy လိုအပ်တယ်အဲ့ဒီလိုအပ်တဲ့ energy ပမာဏ dressing တစ်ခုနဲ့တစ်ခုလိုအပ်တဲ့ပမာဏမတူဘူးအဲ့ဒီလိုအပ်တဲ့ပမာဏ the amount of energy required လိုအပ်သောစွမ်းအင်ဘာကြောင့်စွမ်းအင်လိုအပ်တာလဲ to remove an electron from the gaseous atomတံငွေ့ကောင်တတိအခြေအနေမှာရှိနေတဲ့ atom ကနေ electron စွန့်ထုတ်ဖို့လိုအပ်သော energy အဲ့လိုစွန့်ထုတ်ပြီးသွားရင်လည်း to form a gas ရဲ့အတိအကျပြောရင် positive ion cation ဖြစ်လာမယ် electron affinity electron affinity ဆိုတာဘာလဲဆိုရင်ဥမာတချို့သော dressing တွေကလိုရင်း atomic number 17ဖြစ်တဲ့အတွက် electronic structure သည် 2.8.7ဒါဆိုရင်သူ့ရဲ့ outer motion မှာ electron 9လုံးရှိတဲ့အတွက် no stable မတည်မြဲဘူးဒါဆိုရင် stable ဖြစ်ဖို့ဆိုရင်သူများကပေးတဲ့ electron တစ်လုံးသူ့ထဲလာပေါင်းထည့်ရမယ်ဒါဆိုရင်ဒီ electron သူ့ရဲ့ outer motion ကိုဝင်လာဖို့ဆိုရင် chlorine ဒီသူ့မှာရှိနေတဲ့ထဲက energy ပမာဏတစ်ခုကိုသူစွန့်ထုတ်ရမယ်ဒီတခါစွန့်ထုတ်ရမှာ energy ပါအဲ့လိုစွန့်ထုတ်လိုက်တဲ့အခါမှာသူက electron ကိုရယူပြီးတော့ anion ဖွဲ့မယ်ဒါဆိုတော့ electron affinity ဆိုတာ the amount of energy release ဖြစ်သွားတယ်ဟောဒီစွန့်ထုတ်လိုက်ရတဲ့ energy ဘာကြောင့်စွန့်ထုတ်တာလဲ one an electron ကို added လုပ်လို့ဘယ်တဲ့ကို added လုပ်တယ်လဲ 2a gas ရဲ့ atom အခုဆိုရင် chlorine ထဲကိုပေါ့အဲ့ဒီကနေ 2 found နေ gas ရဲ့ ion အတိအကျပြောရင် gas ရဲ့ negative ion anion လေးဖြစ်လာမယ်high electron affinity electron affinity မြင့်တဲ့ fluorine တို့ chlorine တို့လို dressing မျိုးတွေသည် easily gain electron ကိုအလွယ်တကူရယူတယ်ပြီးရင်သူတို့ဒီဘာဖွဲ့လဲဆိုရင် anion တွေကိုဖွဲ့တယ် low ionization energy sodium တို့လို potassium တို့လို ionization energy နှိမ့်တဲ့သူတွေက easily အလွယ်တကူ electron ကိုထုတ်ပေးတယ်ထုတ်ပေးပြီးရင်သူတို့ဒီဘာ ion ဖွဲ့တယ်လဲဆိုရင် cation ဖွဲ့တယ်ဒါဆိုတော့ dressing တွေထဲမှာ higher the first ionization energy မြင့်လေလေအဲ့ဒီ dressing ရဲ့ electronegativity တန်ဖိုးလဲများလေလေဖြစ်ပြီးတော့အဲ့ဒီ dressing atom က electron ကိုလှမ်းဆွဲတဲ့ဆွဲအားသည်လဲ the greater ပို့ပြီးတော့အားကောင်းတာတွေ့ရမယ်ဟုတ်ပြီtypes of chemical bonding chemical bonding အမျိုးအစားသည်အဓိက3မျိုးရှိတယ်အဲ့ဒီ3မျိုးမှာဘယ် chemical bond ဖွဲ့မလဲဆိုတာဒီဘယ်ပေါ်မှာ depend လုပ်တယ်လဲဆိုရင် types of element တို့ပေါင်းဆက်မဲ့ dressing ဒီ metal လား
non-metal လားဆိုတဲ့ element အမျိုးအစားပေါ်မှာမူတည်တယ်ဒါဆိုတော့ chemical bond အမျိုးအစားတွေကိုလေ့လာရင် the main types of chemical bond ဒီ3မျိုးရှိတာတွေ့ရမယ်ပထမတစ်မျိုးက ionic bond ဒုတိယတစ်မျိုးက covalent bond တတိယတစ်မျိုးက metallic bond ကဲဒါဆိုတော့ကြည့်အောင်ဥမာ metal နဲ့ non metal ပေါင်းမယ် sodium နဲ့ chlorine ပြီးတော့ electron ကို transfer လုပ်မယ်အဲ့ဒါဆိုရင်ဒါဒီ ionic bond chemical bond အမျိုးအစားထဲမှာ ionic bond ဒီ strongest bond ပေါ့အားကောင်းဆုံး bond ဖြစ်မယ်ဟုတ်ပြီဒုတိယအမျိုးအစားဘာလဲလို့ပြောရင် covalent ကြတော့ non metal atom နှစ်ခုပေါင်းတာဖြစ်သွားမယ် non metal နှစ်ခုပေါင်းတာသူတို့ကြတော့ electron ကိုဘာထည့်သုံးလဲဆိုရင် share ထည့်သုံးတယ်နောက်တစ်မျိုးက metallic bond metallic bond ကကြတော့ metal atom တွေကြားမှာဖြစ်တာအခုဒီမှာဆိုရင် ion atom တွေကြားထဲမှာရှိနေတဲ့ bond အမျိုးအစားဒါဒီဘာ bond လဲဆိုရင် metallic bond အဲ့လို chemical bond ဖွဲ့တဲ့နေရာမှာ dressing တွေရဲ့ balance electron ကပဲ chemical bond ဖွဲ့တဲ့နေရာမှာပါတာတွေ့ရမယ်စောစောက sodium ဆိုရင် atomic number 11အဲ့တော့သူ့ရဲ့ electronic structure ဒီ 2.8.1 ဒါဆိုရင်သူပေးတဲ့အခါအဲ့ဒီသူ့ရဲ့ balance electron တစ်လုံးကိုသူပေးတဲ့အလုပ်လုပ်တယ်အဲ့ဒီလိုမျိုး chemical bond ဖွဲ့တဲ့နေရာမှာ dressing atom တွေဒီသူတို့ရဲ့ balance electron တွေပဲပါဝင်တာတွေ့ရမယ်ဟုတ်ပြီအဲ့ဒီမှာ outer rule လေးကြောင်းလည်းနည်းနည်းပြောဦးမယ်ဆရာတို့ chemical bond ionic ဖွဲ့မယ် covalent ဖွဲ့မယ်ဘာပဲဖွဲ့တချို့ atom တွေက electron ကိုဆုံးရှုံးနေပေးလိုက်ရတယ်တချို့က electron ကိုရတယ်တချို့က electron ကို share ထည့်တယ်အခုဒီမှာ sodium ဆိုရင် तू ကပေးတဲ့အလုပ်လုံးမယ် तू ဥမာ chlorine လိုဟာမျိုးဆိုရင် 2.8.7 ဆိုတော့ तू က electron ကိုယူမဲ့သူ gain ဟုတ်ပြီ hydrogen နဲ့စောစောက chlorine နဲ့နှုန်းကကြတော့ electron ကိုဘာထည့်မှာလဲဆိုရင် share ထည့်မှာဒါဆိုတော့အဲ့ဒီလို chemical bond ဖွဲ့တဲ့နေရာမှာ electron ကိုပေးတဲ့သူယူတဲ့လူ share ထည့်ကြတယ်အဲ့လိုလှုပ်ချင်းတွေသူတို့ဘာဖြစ်ချင်လို့လဲဆိုပေးပြီးယူပြီး share ထည့်ပြီးသူတို့ရဲ့အားတောင့်မှု share ဒီ stable electronic structure တော့ noble gas noble ဓာတ်ငွေတွေရဲ့တည်မြဲ electron တိဆောက်ပုံရသွားတယ်တနည်းအားဖြင့်သူတို့ရဲ့အားတောင့်မှု share မှာ electron 8 လုံးနဲ့ stable ဖြစ်သွားတယ်ပေါ့အဲ့ဒါကိုတို့ကဘာလို့သိလဲဆိုရင် outer rule လို့သိတယ်ကဲ intermolecular force တွေအကြောင်းလေးနည်းနည်းဆက်ပြောမယ် intermolecular force တွေဘာတွေရှိသလဲဆိုရင် hydrogen bonding ရှိမယ်ဒါတော့နောက်ပိုင်းကြဲကြဲပြန့်ပြန့်သင်ရမယ် electronegative မြစ်နဲ့ FON နဲ့ချိတ်ထားတဲ့ hydrogen ပါတဲ့ molecule တွေမှာဖြစ်တာ hydrogen bonding သူ့ရဲ့အနောက်မှာဘယ်လိုရှိမလဲဆို van der Waals forces van der Waals forces ကိုမှပြန်ခွဲရင် ionic compound နဲ့ polar compound ကြားမှာဖြစ်တဲ့ ion dipole interaction polar molecule တွေကြားမှာဖြစ်တဲ့ dipole interaction ရဲ့ဆရာမတို့ပတ်ဝန်းကျင်မှာရှိတဲ့ molecule တွေ atom တွေတော်တော်များများမှာတွေ့ရတဲ့ London depression forces ဆိုပြီးတော့ရှိမယ်ဟုတ်ပြီအဲ့ဒီမှာ chemical bonding ကကြတော့ chemical bond ဖွဲ့ compound ဖွဲ့ဖို့အတွက် atom တွေကြားမှာထိန်းချုပ်တဲ့အား within compound within molecule ကြားမှာရှိတဲ့အားအဲ့ဒီအားကအားကောင်းတယ် intermolecular forces ကကြတော့ chemical bond ဖွဲ့ပြီး molecule ဖွဲ့ပြီးတဲ့နောက် between molecule တွေကြားမှာဆိုရင် molecule နှစ်ခုကြားအဲ့လို molecule တွေကြားမှာဖြစ်ပေါ်တာ between molecule သူကကြတော့ chemical bond လောက်တော့အားမကောင်းဘူးအဲ့ဒါဒီ intermolecular forces